إياك نعبد وإياك نستعين ဒီကအဖြစ်ကကျွန်တော်တို့တွေကအစ္စလမ်ဘာသာတွေမွတ်စလင်တွေခဏဖယ်ထားပြီးပြောမယ်ဆိုရင်ဒီဒေါ်လာရေးကဒါအာနာရှင်စနစ်ကိုကျွန်တော်တို့ဒေါ်လာနာဖြစ်တယ်အဲ့ဒီမှာဘေးဘာသာဝင်ရဲ့ဘေးလူမျိုးရဲ့မှာမဟုတ်ဘူးလူလူရန်စာအလွှာဆုံးပါဝင်ရမယ်ဒေါ်လာရေးဖြစ်တယ်ပေါ့နော်ဆိုတော့ဒီအာနာရှင်စနစ်ကိုဒေါ်လာကျင်တာနဲ့ပဲကျွန်တော်တို့ကဒီဒေါ်လာရေးတွေကိုရောက်လာတာဖြစ်တယ်အာနာရှင်အဆက်ဆက်ကိုဒေါ်လာနဲ့ဒေါ်လာရေးထဲမှာလည်းမွတ်စလင်တွေပေါနေတယ်ဘာလို့ဆိုတော့ကျွန်တော်တို့ဒီဖိနှိပ်မှုကိုကျွန်တော်တို့မလိုချင်ဘူးဆိုတော့တိုင်းပြည်အသစ်စနစ်အသစ်ကိုကျွန်တော်တို့လိုချင်တယ်အဲ့တော့ပြင်ကြည့်မယ်ဆို62မှာဆိုရင်လည်းဒါဘုံနေအာနာသိန်းတဲ့အခါမှာဘာမွတ်စလင်တွေပေါဝင်ခဲ့တယ်88မှာလည်းပေါဝင်ခဲ့တယ်ဆိုတော့ဒီဘက်အသွင်ကူးပြောင်းတဲ့အချိန်မှာလည်းပါဝင်ခဲ့တယ်အခု21အာနာသိန်းတဲ့အချိန်မှာလည်းပါဝင်ခဲ့တယ်ထိုနည်းကောင်းမဲ့ကျွန်တော်ပြန်ကြည့်မယ်ဆိုရင်လွတ်လပ်ရေးတက်တယ်ဆိုတော့အဲ့တော့ဗမာပြည်ရဲ့နိုင်ငံရေးအချိုးအကွေ့အပြောင်းအလဲတိုင်းမှာမွတ်စလင်တွေကရှေ့တန်းကနေမှာပါဝင်ခဲ့တယ်ဆိုတော့အဲ့တော့ပြန်ပြီးချုပ်ပြီးပြောရမယ်ဆိုရင်ကျွန်တော်ကဘေးဘာသာဝင်ပါဝင်ခြင်းကိုဂုံပြီးပြောလို့ခြင်းမဟုတ်ဘူးဆိုတော့ဒီအချိုးအကွေ့တိုင်းမှာလူလူရန်စာအလွှာဆုံးကပါဝင်ရမယ့်တာဝန်ရှိတယ်အဲ့တော့အဲ့တာဝန်ဒီရဲ့အနေနဲ့ကျွန်တော်ပါဝင်ခြင်းဖြစ်တယ်ကျွန်တော်အနေနဲ့ပါဝင်ရခြင်း event တစ်ခုအကြောင်းအာဏာရှင်စနစ်ကိုမကြိုက်ဘူးဒေါ်လာခြင်းနဲ့ဖိနှိပ်မှုကိုဘယ်နည်းမျိုးစုံနဲ့မဆိုကျွန်တော်မလိုချင်ဘူးဆိုတော့ဒန်းတို့အခွင့်အရေးကိုလိုချင်တယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီအာဏာရှင်စနစ်မှာပါဝင်ပြီးတော့မှဒီအာဏာရှင်စနစ်ကိုဒေါ်လာတဲ့နေရာမှာပါဝင်ပြီးတော့မှဒေါ်လာရေးကိုပါဝင်ခဲ့တာဖြစ်တယ်ဒီစနစ်တစ်ခုပေါ့နော်ဆိုတော့ဒေါ်လာတော့နော်ဆိုတော့ပြန်ပြီးကြည့်မယ်ဆိုရင်ဒီအာဏာမသိမ်းခင်မှာဆိုရင်လည်းဒါဒီမျိုးစုံနဲ့ထင်မြင်လွဲမှကြတာရှိတယ်ဒါကတော့ဒီဝါဒဖြန့်မှုတွေအောက်ပါပေါ့နော်ဆိုတော့အဲ့တော့အာဏာရှင်စနစ်ကိုအတူတူတွန်းလှန်ကြတဲ့အချိန်မှာဒါအချင်းချင်းပိုပြီးတည်လာကြကျွန်တော်တို့တွေကြားထဲမှာဘာသာရေးကအရေးကြီးတဲ့အခန်းကဏ္ဍမဟုတ်တော့နော်ဆိုတော့ဒါဘာသာရေးဆိုတာလိုအပ်တဲ့ဟာမျိုးမဟုတ်တော့ဒါပေမဲ့ကျွန်တော်တို့ကတချို့ကိစ္စတွေမှာတော့တန်ဖိုးထားမှုတွေကိုအချင်းချင်းအပြန်အလှန်တန်ဖိုးထားပေးကြရတာတော့ရှိတာပေါ့ဆိုတော့အဲ့တော့အစ္စလမ်ဘာသာဝင်တယောက်ကပြည်သွားပြီးတောက်ကြနေဝတ်ပြူတာကိုဒီအစ္စလမ်ဘာသာဝင်မဟုတ်တဲ့တာဝန်ရှိတဲ့လူတွေကတားမြစ်တာမျိုးမလုပ်ကြဘူးဆိုတော့ထိုနည်းလည်းကောင်းမဲ့တခြားဘာသာရေးအထိမ့်မဲ့တွေလည်းလုပ်ကြတာမျိုးရှိကြတယ်နော်ဆိုတော့အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ကအောက်ခြေမှာပဲကြဆက်ဆံမှုမရှိတော့ဘူးဆိုတော့ကျွန်တော်တက်မတော်မှာလည်းဒါမျိုးတွေထားကြတာလည်းမရှိဘူးဆိုတော့အဲ့တော့ကျွန်တော်တို့ကဒီအာဏာရှင်စနစ်ကိုတိုက်ခိုက်တဲ့အခါမှာကျွန်တော်လက်နက်ကင်ဒေါ်လာရေးတဲ့ပုံပဲနဲ့တွေးခေါ်ဒေါ်လာရေးကိုပါကျွန်တော်တွဲပြီးလုပ်ကြတယ်ဆိုတော့အရင်ပြောလို့ရှိကြတယ်ဆိုကျွန်တော်တို့ဒီလေးကတော့ဒါကအစ္စလမ်ဘာသာဝင်တွေရဲ့နေတူနေတဲ့တည်းရဲ့ဖြစ်တယ်ဒီတော့အတော်ဟာနေဖြစ်တယ်ဆိုတော့ဒီအနည်းမှာအဓိကအဖြစ်ကတော့ကျွန်တော်တို့ကစွန့်လွန်ခြင်းပေါ့နော်ဆိုတော့အသားတွေဝေကြတယ်ဒါဘာသာရေးရပြဋ္ဌာန်းမှုမှာလည်းဒီကနေမှရတဲ့ဒီအသားအသွေးကအဓိကမဟုတ်ဘူးเนาะဆိုတော့ဆွန့်လွတ်မှုတည်တာအဓိကဆိုပြီးပြဋ္ဌာန်းတာဖြစ်တယ်เนาะဆိုတော့အဲ့တော့ကျွန်တော်တို့ကဆွန့်လွတ်မှုကိုပြကြတာဖြစ်တယ်ကျွန်တော်တို့ကားကောင်းတွေကိုဆွန့်လွတ်တယ်ပြီးတော့ဝေငှဆူတန်းကြတယ်เนาะအဲ့လိုမျိုးပဲဘာသာရေးအရမှလည်းပြောထားတာကရှိတာကဒီအမှန်တရားကိုတမိုးထားဖို့နဲ့အာဏာရှင်ပုံမှန်သမျှကိုတော်လှန်ဖို့ဆိုတာကပြဋ္ဌာန်းချက်ဖြစ်တယ်နော်ဆိုတော့အဲ့တော့ကျွန်တော်တို့ပြည်သူကတော့ဒါတောက်လျှောက်ကျွန်တော်လည်းရည်တည်နေကြတာဖြစ်တယ်ဆိုတော့ပြည်သူကပါဝင်ပေးတဲ့အတွက်ကြောင့်ဒါကျွန်တော်တို့ခုချိန်ဒီလုပ်နိုင်တာဖြစ်တယ်အဲ့တော့ဆက်ပြီးတော့လည်းကျွန်တော်တို့ပြည်သူတွေအနေနဲ့လည်းဆက်ပြီးအခုချိန်ဒီရည်တည်ပေးတယ်လို့ပဲဒါတော်လှန်ရေးရဲဘော်တွေနဲ့အတူဆက်ရည်တည်ပြီးတော့တော်လှန်ပေးဖို့ဒီနေရာတောင်းဆိုခြင်းတယ်နော်ဆိုတော့တော်လှန်ရေးရဲဘော်ရဲဘက်တွေအနေနဲ့လည်းဒါကျွန်တော်တို့အိမ်ကနေထွက်ခွာနေကြထွက်ခွာလာကြတာအင်မတန်မှကျွန်တော်တို့9နှစ်လောက်ရှိပြီပေါ့နော်ဆိုတော့ဒါအာနာသိန်းတွေကကျွန်တော်တို့ထွက်ခွာကြတာဖြစ်တယ်ဆိုတော့နောက်နှစ်ဘာသာအသီးသီးရဲ့အထိမ်းအမှတ်ပွဲတွေတံမိုးထားတဲ့နေ့ရက်တွေမှာမိသားစုနဲ့အတူတူပေါ့ကျွန်တော်တို့ဖြတ်တန်းနိုင်ပါစီလို့ကျွန်တော်ဒီကနေမှစုံမပေါက်တောင်းပါတယ်